Hello Priya ပါဒီနေ့ကတော့ Priya ပတူနမ်သွားစီရအလုပ်ရှိရနဲ့ပတူနမ်မှာ shopping လုပ်ဖို့ကောင်းတဲ့နေရာကောင်းတစ်ခုလေးလိုက် share ပေးမှာဖြစ်ပါတယ်အဲ့ဒီနေရာကတော့ Platinum Intra Watergate ဈေးမဟုတ်ပဲနဲ့ဒီဇင်ဘာပဲဖြစ်ပါတယ်အဲ့ဒီနေရာကိုတည့်ရလူရှိတယ်လို့မတည့်ရလူများမယ်လို့ထင်တာပေါ့နော်တကယ်လို့တည့်ရဆိုရင်လည်းဗီဒီယိုကို support လုပ်တဲ့အနေနဲ့ကြည့်ပေးကြပါမသိဘူးဆိုရင်တော့ဒီဗီဒီယိုအဆုံးထိကြည့်ပြီးတော့တွားကြပါကျွန်တော်နေတဲ့နေရာကျတော့ပတူနာမဲ့နည်းနည်းဝေးတဲ့အခါကျတော့ BTS နဲ့တွားမှာပေါ့နော်တွားတဲ့ဗီဒီယိုတော့မရိုက်တော့ပါဘူးဘာလို့လဲဆိုတော့ပတူနာမို့တွားလာမလုပ်တတ်တဲ့လူတွေကတော့မရှိသလောက်ပါပဲကဲတွားပါတော့မယ်ဗီဒီယိုကိုတော့ပတူနာမရောက်တာနဲ့ပြန်ဆက်ပါမယ်ပြားတော့စန်တော်ဝါရှိကိုရောက်လာပါပြီပေါ့နော်ဒီတရားပေါ်တက်သွားမယ်ပေါ့နော်ဒီ Pixie သွားတဲ့ဘက်မချိုးဘဲနဲ့ဒီ Platinum သွားတဲ့ဘက်ကိုသွားရမှာပါဒီ Platinum Mall အပြင်ဘက်ကနေသွားလို့ရတယ်လို့အထဲကနေသွားတက်တဲ့လူတွေရှိရင်တော့အထဲကနေသွားလို့လည်းရတယ်ပေါ့နော်ဒီနေ့ကတော့ Priya အပြင်ကနေပဲသွားပြမယ်ပေါ့နော်လာပြီးတော့ဒီတရားပေါ်တက်သွားမယ်ပေါ့နော်ဒီလေးတစ်ချက်ရှိလားခဏကမော်လ်အထဲကနေဝင်ပြီးတော့လာလို့ရတယ်ဆိုတာဒီအပေါက်ကထွက်မှာပါပြီးရင်ဒီဘက်ကိုမသွားဘဲနဲ့ဒီဘက်ကိုသွားပါမယ်ကဲရောက်ပါပြီဒီဇင်ဘာlike studio ပါနော်ကဲအထဲဝင်มาတော့မယ်ခုနကတော့ second floor ပေါ့နော်အခု third floor မှာသွားပါမယ်
သွားနိုင်နေဆန်ခါမှကတ်ပါမယ်သွားနိုင်တယ် ဒါကတော့နောက်တစ်ထက်ပါဒါနဲ့ပြရအပြင်ဆက်လာပါပြီပေါ့နော်ဝယ်ပြရှိရလေးလေးဝယ်ပြီးသွားပြီအထဲမှာကျွန်တော်စကားပြောလို့အဆင်မပြေဘူးပေါ့နော်သူသချင်းအတန်နေနဲ့ပြီးဘူးတွေအများကြီးဆက်နဲ့ဆိုတော့စကားပြောရင်လည်းအတန်မစားရမှာသူတို့ဒီတိုင်းဗီဒီယိုပဲရိုက်ပြီးတော့ထပ်လာပါတယ်ဝယ်ပြရှိရဝယ်ပြီးတော့တွေ့တဲ့အတိုင်းပဲပေါ့နော်လူရတယ်ဘလောက်များလဲ like နဲ့ share ဆေးလုပ်နေတဲ့လူတွေကအများကြီးပဲပြီးဈေးရတယ်တန်တန်လေးနဲ့ share quality ရတယ်ပေါ့နော်တဏီကုန်းအဲနဲ့နေရတဲ့လူတွေပြီးမော်လီမှာအလုပ်လုပ်တဲ့လူတွေရဲ့တက်တိတ်ဆိုရင်လည်းဟူဒီလေးတွေအပေါ်ထက်လေးတွေပေါ့နော်လှလေးတွေပေါ့နော်ရတယ်ဒီမှာဈေးတန်တန်လေးနဲ့ quality ကောင်းကောင်းလေးနဲ့ရပါတယ်ကဲဒီနေ့အတွက်တော့ဒီလောက်ပါပဲလာတက်တဲ့လူတွေကလာတက်စားမှာပေါ့နော်မလာတက်တဲ့လူတွေအတွက်ဒီဗီဒီယိုလုပ်ပေးတာပါဗီဒီယိုလေးသဘောကျရင်တော့ like comment နဲ့